အားလုံးပဲမင်္ဂလာပါအခုကမိုးရသည်ဆိုတော့မိုးအေးအေးနဲ့ကော်ဖီပူပူလေးတောက်ချင်တာမျိုးဒါမှမဟုတ်အပြင်သွားပြီးလမ်းလျှောက်ချင်တာမျိုးစိတ်ထဲမှာပေါ်လာတဲ့အခါ I'm in the mood for ဆိုတဲ့အသုံးကိုသုံးကြည့်ပါဒါက I want ဆိုတာထက်ပိုပြီးကိုယ့်ရဲ့လက်ရှိခံစားချက်ကိုဖော်ပြတဲ့ပတ်တန်ဖြစ်ပါတယ်ဥပမာI'm in the mood for KFC today ဒီနေ့ KFC စားခြင်းစိတ်အရန်ပေါက်နေတယ်ဆိုတာမျိုးပေါ့တစ်ဖက်လူကိုနင်ဘာလုပ်ချင်လဲလို့မေးချင်ရင်လဲ What are you in the mood for နင်ဘာလုပ်ချင်စိတ်ပေါက်နေလဲဘယ်သွားချင်စိတ်ပေါက်နေလဲသူ့ရဲ့စိတ်ထဲမှာအခုလောလောဆယ်ဘာတွေလုပ်ချင်နေလဲဆိုတဲ့အခြေအနေမျိုးကိုမေးတဲ့ပုံစံဖြစ်ပါတယ်တခါတလေဘာမှလုပ်ချင်တဲ့စိတ်မရှိဘူးဘာမှမလုပ်ချင်ဘူးဆိုတဲ့အခြေအနေမျိုးမှာလဲI'm not in the mood for talking right now အခုလောလောဆယ်စကားပြောချင်စိတ်မရှိဘူးဘာမှလည်းမပြောချင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ပါပြီအဲ့တော့ဒီနေ့မျှဝေပေးသွားတဲ့ဘတ်တန်ကကိုယ့်ရဲ့စိတ်ထဲမှာအခုပူပူနွေးနွေးလောလောလတ်လတ်ဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုဖွင့်ဟတဲ့နေရာမှာသုံးလို့ကောင်းတဲ့ဘတ်တန်မျိုးစားလေးဖြစ်ပါတယ်အားလုံးလည်းအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာလည်းထပ်ဆောင်ကြပါမယ်အခုကြည့်နေတဲ့သူရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဆန္ဒလေးတွေကိုလည်းအင်္ဂလိပ်လိုပြောကြည့်ပေးအောင်နော် Stay sharp bye bye